ခိုးရကျင်းမှာကြောင်ကျပါ၏ညားလာတော့ဖဏကောင်းရင်မရှိတော့ပါတော့ဟိုသူဖဏတို့ထားပြခဲ့တော့ကောင်းတယ်မကောင်းတယ်လဲတဲ့လူကများတယ်ဗျို့ဥပုပ်ကြောင်နေဖဏကောင်းတိပဒါနဲ့နော်ဥပုပ်ကြောင်ရလို့စိတ်ချလူရတာမဟုတ်ဘူးဒီခေတ်ကနော်ဒါပါပဲဒီတော့ချိန်လေးကကြည့်ပြီးတော့လာနေနော်သူမြဘလို့နေလေသူမြမကြည့်နဲ့ကိုဒါကြည့်ဒါပဲကိုကောင်းမို့အရေးကြည့်တယ်နော်နော်သူမြဒီလားမရှိတာဒီရှိတာဒီတွက်နေတယ်နော်ကိုဒီလားကြည့်အောင်နေကိုတမာတိရှိအောင်နေကိုပညာကြည့်အောင်နေဒီလားတမာတိပညာတိတ်ခါတောင်းရကအကျဉ်းချင်းမှုလူရင်ချင်းမှုနော်ဒါပဲနာမည်တဲ့နာမည်ကပြောတယ်ကနာမည်နော်မွေးမယ်လို့မပါဘူးဟုတ်လားနာမည်မဲ့တယ်ဆိုနော်ရှင်မင်းဒီနာမည်မဲ့တာဒါတစ်မျိုးနဝိသုတတနာနေလပြတဲ့မင်္ဂလာပါတိကဏဝတနာအနာကိုတာကျင်းဖြစ်ပါသည်တဲ့ဒါလို့နေမလားတို့မင်္ဂလာဒီနော်ခဏလေးတစ်ခုမှမမနော်နော်နာမည်ခေါ်စရာ